ဒီကောင်လေးရဲ့ရေချိုးဆိုင်ကိုရောက်လာတဲ့ဧည့်သည်ကတာမန်လူတော့မဟုတ်ဘူးအဖိုးကြီးခမည်းကိုဘော်ကကြီးတွေကအခွန်တောင်ကျွတ်နေပြီးအနည်းဆုံးအနှစ်20လောက်ရေမချိုးပဲနေလာတာမလားလို့ပြောပြီးကောင်လေးကစတုံးมาတော့တယ်သူ့ရဲ့ online ကဝယ်ထားတဲ့ကြီးတွန်းပူဝါကြမ်းကြမ်းကြီးနဲ့အားရပါရတုံးပြလိုက်တဲ့အခါမှာတော့ဧည့်သည်ဖြစ်သူကနာလုံးလို့အော်ဟစ်ပါတော့တယ်တကယ်တော့ဒီဧည့်သည်ကရှေးခေတ်ကကျင့်ကြံသူဘရင်ကြီးဖြစ်နေတယ်သူကကောင်လေးရဲ့ကြီးတွန်းပူဝါကိုရှေးဟောင်းနဲ့လက်နဲ့ကြီးလို့ထင်သွားတာလေဟဲငါကိုယ်တည်းကအနှစ်1000တက်တန်းရှိတဲ့အစိတ်တွေအကုန်ထွက်သွားပါလားဆိုပြီးဘရင်ကြီးခမည်းအံ့ဩမြင်တက်သွားတယ်ဒါပေမဲ့ကောင်လေးကတော့ဘာမှမသိဘူးခမည်းကိုကအနက်နံစော်နေသေးတယ်ဆိုပြီးခေါင်းလျှော်ရည်အစိမ်းရောင်ပူရှိန်လေးကိုယူလာတယ်ခေါင်းပေါ်လဲလောင်းချလိုက်ရောဘရင်ကြီးကဒါကိုအေးခဲခြင်းစွမ်းအားတွေပါလားဆိုပြီးထပ်ထင်လွဲပြန်ရောအဲ့ဒီအေးမြတဲ့စွမ်းအားတွေကြောင့်ပဲသူ့ရဲ့30နှစ်တိုင်ပိတ်ဆို့နေတဲ့ကျင့်စဉ်အစဉ်ကရုတ်တရက်ပွင့်ထွက်သွားပြီးလေပေါ်တွေပါပြန်တက်သွားပါတော့တယ်ကောင်လေးလဲလက်ခံသွားတာပေါ့ဟေးလူခမည်းတိုင်းကျင့်နေတာလားရေချိုးတာလေးကိုအတန်တွေကလည်းအကျယ်ကြီးပဲဆိုပြီးအော်ပါလေရောဒီလိုနဲ့ဘရင်ကြီးကကောင်လေးကိုနတ်မင်းကြီးလို့ထင်ပြီးကျေးဇူးတွေတင်နေတော့တာပေါ့ကောင်လေးကတော်ပြီးရှေးခေတ်ဇလန်းတွေလာမရိုက်ပြနဲ့မနှက်ပြန်ငါးဆိုင်ကိုလူတွေလာဖြတ်တော့မှာကဲကြီးတွန်းနာ6ချက်9ပြားခေါင်းလျှော်တာ2ချက်တစ်ဖက်က1ချက်စုစုပေါင်း12ချက်9ပြားပေးလို့ပတ်စံတောင်းတယ်ဘရင်ကြီးကသူ့ရဲ့မော်လက်စုပ်ထဲကရတနာတွေထုတ်ပေးမလို့လုပ်ပေမဲ့ဒီကဘာမှာသူ့စွမ်းအားတွေသုံးမရဖြစ်နေတယ်ဒါနဲ့ငါရဲ့ဒီနဲ့ကြောက်တုံးလေးကိုအရင်ပေါင်ထားခဲ့မယ်ဆိုပြီးကြောက်တုံးမဲမဲလေးတုံးချပေးကရုတ်တရက်ချက်ချင်းကူဖြောက်သွားပါတော့တယ်ကောင်လေးလည်းတရက်6ခံရပြီးထင်ပြီးလန့်သွားပေမဲ့ဒီကြောက်တုံးလေးကိုကြည့်ပြီးအကြံရသွားတယ်နောက်နေ့မနက်အစောကြီးရှေးဟောင်းပစ္စည်းအယောင်းဝယ်လုပ်တဲ့ဆိုင်ကိုပြေးတော့တာပဲဆိုင်ရှင်လူဝါကြီးကတော့လဲတယ်မင်းဟာကတစ်စေးနဲ့လုပ်ထားတဲ့အတူကြီးက200ပဲပေးမယ်လို့ပြောတယ်ကောင်လေးကဘာ200လဲဒီကြောက်တုံးကစောင်းရသည်ဆိုနှွေးပြီးနှွေးရသည်ဆိုအေးတယ်ဗျကျွန်တော်ပတ်စံလို့နေလို့တောင်းတနက်လောက်တော့ပေးဆိုပြီးဈေးစစ်တယ်လူဝါကြီးကမပေးနိုင်ဘူးလို့ညင်းလိုက်တော့ကောင်လေးလည်းဒေါသတကြီးနဲ့ဆိုင်ထဲကထွက်လာခဲ့တယ်နောက်တစ်ဆက်ကမှပဲအနက်ရောင်ဝစ်စုံနဲ့မိုက်ကန်ကောင်မလေးတယောက်သူ့ဘော်ဒီကတ်တွေနဲ့ဝင်လာတယ်ခဏနေဦးမင်းလက်ထဲကဟာလေးငါ့ကိုပြက်လို့ပြောလိုက်တယ်ကောင်လေးကလည်းဘာလို့မလို့လဲဒါငါဘိုးဘွားပိုင်ရတနာကွာရှောက်မပြနိုင်ဘူးဆိုပြီးဖွက်ထားလိုက်တယ်အဲ့ဒီတော့ကောင်မလေးကပတ်စံအိတ်ကိုဖွင့်ပြလိုက်တယ်ဒီမှာငွေသားတန်းမင်းငါကိုရောင်းမရောင်းတစ်ချက်ကြည့်ုံနဲ့ဒီပတ်စံတွေအကုန်လုံးမင်းအပိုင်ပဲလို့ပြောလိုက်ပါတော့တယ်ဒီတော့မှကောင်လေးလည်းမျက်လုံးပြူသွားပြီးချက်ချင်းသွားပြီးပြလိုက်တယ်ရတယ်ဗျာတေချာကြည့်ပါရှာနဲ့များရက်ချင်သေးလားကျွန်တော်အကုန်အဆင်ပြေအောင်လုပ်ပေးမယ်ဒီမိုက်ကန်ကောင်မလေးကကြောက်တုံးကိုကန်ကြည့်လိုက်တာနဲ့သူမမျက်လုံးတွေပြည့်ကျသွားတယ်ဟာဒါကတဘာဝစွမ်းရင်တွေစူးစီးနေတဲ့နှက်ကြောက်တုံးကြီးပါလားဆိုပြီးလန့်သွားတယ်ဒီလောက်စွမ်းအားတွေနဲ့ဆိုသူမရဲ့တိုင်းပညာက3နှစ်အတွင်းထိတ်ဆုံးရောက်သွားမှသိကြတယ်လေဒါနဲ့ဒီကြောက်တုံးကိုငါယူမယ်ရွှန်တန်း1000ပေးမယ်လို့ဒုံးကနေပြောချလိုက်တယ်ကောင်လေးခမလည်းမျက်လုံးပြူပြီးဟာရေချိုးက10နှစ်ကျက်တန်ကြောက်တုံးကတန်း1000တန်သွားပြီလားဆိုပြီးပျော်လုံးလို့ယူမတက်ပဲပေါ့ဒီအချိန်ဘရင်ကြီးရဲ့တိုင်းပြည်မှာတော့အမတ်တွေကဘရင်ကြီးတည်ပြီးထင်ပြီးအထိတ်တလန့်ဖြစ်နေကြတယ်နောက်တစ်ဆက်ကမှပဲဘရင်ကြီးကရွှေရောင်လင်းတန်းတွေနဲ့ထွက်လာပါလေရောငါ့ကိုတေးပြီးလို့ပြောတဲ့ကောင်ဘသူလဲဆိုပြီးမေးလိုက်တဲ့အတန်ကြောင့်အကုန်လုံးတူးထောက်ကုန်ကြတယ်ဘရင်ကြီးကကောင်လေးစီကနေအစွမ်းတွေရလာပြီးအဆင့်တက်သွားပြီဆိုတာကိုကြွားတာပေါ့ပြီးတော့ငါရဲ့နိုင်ငံတော်ကဏ္ဍတိုက်ကိုဖွင့်နတ်မင်းကြီးအတွက်အကောင်းဆုံးလက်ဆောင်တွေတွားယူချက်လို့အမိတ်ပေးလိုက်တယ်ဟိုဘက်မှာတော့ကောင်လေးကပတ်စံတွေရလာလို့ဆိုင်ကိုအကြီးကျယ်ပြင်ဆင်နေတယ်ဒီမိုနာစားပွင့်တွေ2000ချီတက်တန်းရှိတဲ့ဂျင်းစင်းတွေဝယ်ပြီးဗစ်ဧည့်သည်ကြီးကိုစောင့်နေတာလေအဖိုးကြီးထပ်မလာရင်တော့ငါပြုတ်ပြီးလို့တွေးနေတော့ဘရင်ကြီးကရောက်ချလာတယ်ဒီတစ်ခါဘရင်ကြီးကအလကားမလာဘူးကောင်လေးအတွက်2000ချီမိကြပန်းကြီးကိုလက်ဆောင်လာပေးတာကောင်လေးလည်းဟာလေဒီဟာကဟိုကြောက်တုံးထက်တောင်ကိုတံမဲ့ပုံမဲ့ဆိုပြီးတဘောတွေကြားနေလေရဲ့တကယ်တော့ဘရင်ကြီးကသူ့ကြီးလာတာမဟုတ်ဘူးအစိမ့်မိပြီးအေးခဲနေတဲ့စစ်သူကြီးတယောက်ကိုပါခေါ်လာတာကောင်လေးကစစ်သူကြီးကိုကြည့်ပြီးအေးပတ်တာတော်တော်ဆိုးနေတယ်ကျေးဇူးလုံးမရမယ်ဆိုပြီးဖန်ခွက်တွေမိချစ်တွေထုတ်လာတယ်မိလဲချစ်လိုက်ရောဘရင်ကြီးရောစစ်သူကြီးရောလမ်းဖြန့်သွားကြတယ်ဟာဒါဒနာကြီးတဲကနတ်မီးကျန်တွေပါလားဆိုပြီးအထင်တွေထက်လွဲကုန်ရောကောင်လေးကဖန်ခွက်တွေကိုစစ်သူကြီးကြောပေါ်ကတ်လိုက်တယ်စစ်သူကြီးခမရနာလုံးလို့အန်ကျိတ်ထားရတယ်သူကတော့ဒါကိုရှေးဟောင်းနှစ်တိုင်းကွက်ကြီးနဲ့ကူးတာနေတယ်လို့ထင်နေတာလေနောက်ဆုံးတော့ဖန်ခွက်တွေအောက်ကနေအပြာရောင်အစိတ်ခဲတွေအကုန်ထွက်လာပါတော့တယ်ဝိုးအစိတ်တွေတကယ်ထွက်သွားပြီပဲလို့စစ်သူကြီးကအံ့ဩမကြီးအော်လိုက်တယ်ကောင်လေးကတော့ထွက်လာတဲ့အစိတ်ခဲကြီးကိုကြည့်ပြီးဒီကြောက်ခဲလှလှလေးကဘာကြီးလဲဆိုပြီးကြောင်တောင်လေးကြည့်နေပါတော့တယ်